ရှာကီယောဆက်ရှိတိုက်စီးတဲ့ကိုတောက်လျှောက်ဆွဲဝင်လာတယ်ဒီမှာဂါဘရီယယ်လည်းတောက်လျှောက်လိုက်ပိတ်နေတဲ့ကြားဟင်ကာပီနဲ့ဘေးရရန်ပေးထားတဲ့ကြားကနေရှာကီကိုသူတို့မထိန်နိုင်ဘူးဒက်ဂလန်ရိတ်မှာဝင်ဖြတ်ဖို့ကြိုးစားပြီးမြရှာကီကအလွတ်ရှောင်ထွက်သွားပါတယ်တော့ကူးရှိမှာအာဆင်နယ်ကစားသမား၄-၅ယောက်လောက်နဲ့ရှုပ်ရှက်ခတ်နေတဲ့အနေအထားမှာရှာကီကလှလှပပဆွဲပြေးလာတယ်ဒေးဗစ်ရာယာရဲ့ညာဘက်တောင်နဲ့ကိုအပိုင်ခံသွင်းယူသွားခဲ့ပါတယ်ဒါတို့ဘယ်နဲ့တောက်လျှောက်ဆွဲပြေးပြီးတော့ညာနဲ့အပိုင်ခံသွားခဲ့တာဖြစ်ပါတယ်ဆိုတော့တကယ်ကိုကောင်းလုံးနဲ့အစင်တန်းမြင့်လုံးနဲ့တွင်ကိုတကူကိုကျွန်တော်တို့တွေ့နေရတာပါပဲအော်တီတာကိုဂွာရီယိုလာဘလို့ထပ်ပြီးပညာပေးခဲ့တာလေညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကျောင်းစပေါ့ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ Man City နဲ့ Arsenal နဲ့စနစ်နေဗျူဟာသုံးသက်ချက်ပိုင်းပါပဲဒါက Premier League Champion ပြေးလမ်းပေါ်တက်ရောက်မှုတွေအများကြီးရှိနိုင်တဲ့တခုခုအဆုံးဖြတ်ပေးသွားနိုင်တဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်Man City နိုင်လိုက်ရင် Man City ပို့ပြီးတော့အချိန်ရသွားမယ်အခွင့်အရေးပိုကောင်းသွားမယ်Arsenal နိုင်လိုက်ရင်ဒါမှမဟုတ်အနည်းဆုံးတရေကစားနိုင်ခဲ့ရင်တော့ Champion ပြေးလမ်းမှာ Arsenal ကအများကြီးအသာစီးရသွားမယ်အနေအထားဖြစ်ပါတယ်ဆိုတော့ Champion ဆုအတွက် Man City ကမဖြစ်မနေနိုင်ပွဲရဖို့လိုတယ်Arsenal ကတော့တရေကြလဲဖြစ်တယ်ဆိုတော့ဒီပွဲကို Arsenal ဘယ်လိုချင်းကပ်ပြင်ဆင်လာမလဲဆိုတာစောင့်ကြည့်ခြင်းစရာကောင်းခဲ့ပါတယ်တရေတမက်ရရင်ကိုလုံလောက်နေတာဆိုတော့ဂိုးမပေးရအောင်ပဲအဓိကဦးတည်ပြီးတော့ cancel တလိုင်းပိတ်ကစားသွားမလားဒါမှမဟုတ်သူတွေပြန်ကိုယ်ပြန်ဖွင့်ကစားပြီးတော့ကစားကွက်ချင်းနီးပြွားချင်းရှင်ပြီးတော့ရလက်ကောင်းတစ်ခုရယူနိုင်ဖို့ကြိုးစားသွားမလားအာတီတာနဲ့ Arsenal ကစားသမားတွေဘယ်လမ်းကိုရွေးမလဲဒါကိုကျွန်တော်တို့စောင့်ကြည့်ခဲ့ရပါတယ်ဒီကနေ့ပွဲသားချိန်မှာတော့ Arsenal ကအတင်းဝင်အတင်းဖြတ်ပုံစံနဲ့ high pressing ကစားသွားခဲ့တယ်ဒီလိုကစားနိုင်ဖို့လည်းပွဲထွက်လူစင်းကိုအနည်းနဲ့ပြင်ဆင်ပြောင်းလဲလာခဲ့ပါတယ်တိုက်စစ်မြောက်ဦးကို Kai Havertz ကဦးဆောင်ကစားလာတယ်။နံပါတ်10ရိုးနေရာမှာလည်းအသင်းကောင်းဆောင် Odegaard ပြန်လည်ပွဲထွက်ပါဝင်လာပါတယ်။ဘင်ချမ်းမှာတော့ Eze ကတာဝန်ယူကစားသွားခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ Guardiola ကတော့နောက်ပိုင်းပွဲတွေမှာတောက်လျှောက်လှုပ်ဖြစ်နေတဲ့ကစားကွက်အခင်းချင်းတိုင်းပဲအပြောင်းလဲမရှိ73လာခဲ့တယ်။စီမန်ညိုရှာကီဒိုကူနဲ့ဟာလန်တို့ရဲ့အားနဲ့တိုက်စစ်ဆင်ကစားဖို့အိုရိုင်လီနဲ့ဘာနာဒိုတို့ရဲ့နေရာဆုံးရွေးရှားကစားနိုင်စွမ်းနဲ့အာဆင်နယ်ဘက်ကိုလွှမ်းမိုးဖို့အသာစီးရယူဖို့ကြိုးစားသွားပါတယ်အာဆင်နယ်လည်းပွဲစပြီဆိုတာနဲ့ Man City စိတ်ကြိုက်ကစားကွက်မတင်နိုင်အောင်အတင်းဝင်အတင်းဖြတ်ပုံစံနဲ့ high pressing ကစားသွားပါတယ်။ Havertz နဲ့ Odegaard က front 2ပုံစံနဲ့အတင်း high pressing ကိုဦးဆောင်ကစားသွားခဲ့တယ်။ Man City ဘက်လိုင်းမှာနည်းနည်းကစားကွက်ကျက်နေတဲ့အနေအထားဖြစ်တာကြောင့်ဒါကိုကူညီပေးနိုင်ဖို့ Rodri ကနောက်ထိပြန်ဆင်းလာခဲ့ပါတယ်။ဒီမှာထူးခြားတာတစ်ခုကတော့ Declan Rice ကလည်းရှေ့ထိလိုက်တက်ပြီး Rodri ကိုတောက်လျှောက် press လုပ်သွားတာပါပဲ။ Man City ဘက်ကစိတ်ကြိုက်ဘောလုံးကင်ခွင့်ကစားကွက်တဲခွင့်တေချာမရလောက်အောင်အစွမ်းကုန်ဖိအားပေးဖို့ကြိုးစားသွားခဲ့တာဖြစ်ပါတယ်။ Declan Rice ပေါ်ဒီလိုရှေ့ထိတက်ပြီးတော့အတင်းဝင်အတင်းဖြတ်ပုံစံနဲ့ဖိအားပေးကစားလာတဲ့အခါ Man City ဘက်ကစိတ်ကြိုက်ကစားကွက်တဲဖို့ခက်ခဲသွားခဲ့တယ်။ဒါပေမဲ့တစ်ဖက်မှာလည်း Arsenal ရဲ့ front line နောက်ကကွဲလည် space တွေမှာဘာနာဒိုနဲ့ရှာကီလွတ်လွတ်လပ်လပ်နေရာယူရွေးရှားနေတာမျိုးဖြစ်လာပါတယ်။ဘာနာဒိုကိုဇူဘီမန်ဒီကကာဗာလှုပ်ထားပေမဲ့Declan Rice ရှေ့ကိုကျုံသွားတဲ့အနေအထားမှာတော့ရှာကီယိုမာဂင်ယူမဲ့အာဆင်နယ်ကွင်းလည်ကစားသမားမရှိတော့ပါဘူး။ဒီလိုအနေအထားမှာတော့ဂါဘရီယယ်ကဘက်လိုင်းထဲကနေထွက်လာပြီးရှာကီယိုတောက်လျှောက်လူကကစားလိုက်တယ်။အာဆင်နယ်ခံစစ်ဇုံထဲမှာဆလီဘာနဲ့ဟာလန်1-1အနေအထားကြီးဖြစ်သွားပါတယ်။ Highline Defense နဲ့ခံစစ်စီးကိုမြင့်ထားပြီးတော့အသင်းလိုက် pressing ကိုစနစ်ကျပုံဖော်ကစားနေတဲ့အနေအထားမျိုးမှာဟာလန်လိုတိုက်စစ်မှုမျိုးကိုကွင်းတစ်ချမ်းလောက် speed တွေပေးထားရတယ်1-1ရှင်ထင်းရမယ်ဆိုတာတော်တော်လေးကိုစွန့်စားရတဲ့ကိစ္စဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်ကစားသမားတွေကတော့ရဲတင်းနေမဲ့သူတို့ရဲ့ game plan ကိုအကောင့်ထဲပေါ်သွားခဲ့ပါတယ်။ Declan Rice ကထူးထူးခြားခြားပဲရှေ့ထိတက်ပြီးတော့ Rodri ကို press လုပ်ခဲ့တယ်။ Gabriel လည်းကွင်းလင်ကိုတက်ကူပြီး Shaki ကို cover လုပ်ထားတယ်။ခံစစ်ဇုံထဲမှာတော့ Saliba ဟာလန်ကို1-1ရှင်ထိန်းဖို့ကြိုးစားသွားပါတယ်။အာဆင်နယ်ရဲ့အသင်းလိုက် pressing ကစားပုံတော်တော်လေးကောင်းခဲ့တယ်။ပွဲစ10မိနစ်အတွင်းမှာပဲအာဆင်နယ်ကfinal တက်ဆုံထဲမှာ4ချိန်ထက်မနည်းကိုဘောလုံးပြန်လုနိုင်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။အာဆင်နယ်ရဲ့ high pressing ကစားပုံကလောအားနှုန်းကောင်းပြီးတော့အကွက်စိတ်လွန်းတာကြောင့်လည်း Man City ကပေးတဲ့တွေကိုခက်ခက်ခဲခဲနဲ့စတင်သွားရတယ်။မကြာခဏဆိုသလိုပဲဘောလုံးတွေပြတ်ခဲ့ပါပဲ။ဒါပေမဲ့အာဆင်နယ်ဘက်ကဒီလောက်အကွက်စိတ်စိတ်နဲ့ဖိအားပေးနေတဲ့ကြားကပဲ Man City ကလည်းအတည်ငြိမ်ဆုံးပုံစံတစ်ခုမှဆက်ရှိနေခဲ့တယ်။ဘောလုံးပဲနည်းနည်းပါးပါးပြတ်ရင်ပြတ်သွားမယ်သူတို့အသင်းလိုက်ကစားကွက်တစ်ခုလုံးအနေနဲ့တော့ရင်းရိုင်မသွားခဲ့ဘူးသူတို့တွေနည်းနည်းမှလည်းပြမသွားခဲ့ဘူးတီတီငိမ့်ငိမ့်ပဲစိတ်ရှိလက်ရှိနဲ့ပဲအခွင့်အရေးကိုစောင့်စားခဲ့တယ်တကယ်တမ်းအခွင့်အရေးရလာချိန်မှာလည်းပဲထိထိရောက်ရောက်အသုံးချသွားနိုင်ခဲ့ပါတယ်
ဒီနေ့ထားမှာဆိုရင်အာဆင်နယ်၁၈ ကိုက်စီးထိပ်မှာရှောက်ကီဘာနာဒိုနဲ့အိုရိုင်လေး၃ယောက်တိတိနေရာယူကစားထားတယ်။ဘာနာဒိုကတော့ဒက်ကလန်ရိုက်ကလူကတ်ကစားထားပေမဲ့အိုရိုင်လေးရထားတဲ့ space ရှောက်ကီရထားတဲ့ space တွေကအခြေကြီးဖြစ်နေတယ်။အဲ့ဒီ space တွေကိုသူတို့တွေကောင်းကောင်းအသုံးချသွားခဲ့ပါတယ်။ရှောက်ကီရောက်၁၈ ကိုက်စီးတဲ့ကိုတောက်လျှောက်ဆွဲဝင်လာတယ်။ဒီမှာဂါဘရီယယ်လည်းတောက်လျှောက်လိုက်ပိတ်နေတဲ့ကြားဟင်ကာပီနဲ့ဘေးရရန်ပေးထားတဲ့ကြားကနေရှောက်ကီကိုသူတို့မထိန်းနိုင်ဘူး။ဒက်ကလန်ရိုက်မှာဝင်ဖြတ်ဖို့ကြိုးစားပေမဲ့ရှောက်ကီကအလွတ်ရှောင်ထွက်သွားပါတယ်။တော့ကူးရှိမှာအာဆင်နယ်ကစားသမား၄-၅ယောက်လောက်နဲ့ရှုပ်ရှက်ခတ်နေတဲ့အနေအထားမှာရှောက်ကီကလှလှပပဆွဲပြေးလာတယ်။ဒေးဗစ်ရာယာရဲ့ညာဘက်တောင်နဲ့ကိုအပိုင်ခံသွင်းယူသွားခဲ့ပါတယ်။ဒါတို့ဘယ်နဲ့တောက်လျှောက်ဆွဲပြေးပြီးတော့ညာနဲ့အပိုင်ခံသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့တကယ်ကိုကောင်းလုံးနဲ့အစင်တန်းမြင့်လုံးနဲ့တွင်ကိုတကူကိုကျွန်တော်တို့တွေ့နေရတာပါပဲ။ဒီဘက်မှာရှောက်ကီကတောက်လျှောက်အလုပ်လုပ်နေတယ်လို့တစ်ဖက်ချမ်းမှာလည်းအိုရိုင်လေးကဂိုးရှိကိုချိန်သားပိုက်ပြေးတက်လာတယ်။ဟာလန်နဲ့အတူဂိုးရှိမှာဘောလုံးဆောင်ကစားနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အာဆင်နယ်ဘက်ကလိုအားလုံးကောင်းကောင်းအကွက်စစ်စစ်နဲ့အသင်းလိုက်ပရက်စင်ကိုပုံဖော်ကစားထားပြီးမြဲမန်စီးတီးကလည်းအခွင့်အရေးရတယ်လို့အာဆင်နယ်ခံစစ်ကြောင်းရဲ့ space တွေကိုထိထိရောက်အသုံးချဖို့အစဉ်အသင့်ရှိနေတယ်ဆိုတာရှောက်ကီရဲ့ဂိုးကထင်ရှားစေတယ်ပါတယ်။အာဆင်နယ်ရဲ့အသင်းလိုက်ပရက်စင်ကစားအားကလည်းကြောက်ခမန်းလေးပါပဲ။ရှက်ကီလာလာပပနဲ့ဦးဆောင်ကိုတွင်းပြီးနောက်ချက်ချင်းဆိုသလိုပဲအာဆင်နယ်ဘက်ကခြေပါကိုပြန်ရသွားခဲ့တယ်။ဒေါနာရမာရဲ့မဖြစ်တဲ့အမှားကနေကိုင်ဟာဗက်စ်ကအကောင်းဆုံးခွင့်ရယူသွားခဲ့တာဖြစ်ပါတယ်။ဒါကဒေါနာရမာရဲ့အမှားဆိုပေမဲ့အာဆင်နယ်ဘက်ကအသင်းလိုက်ပရက်စင်ကစားပုံတိတ်ကောင်းလုံးခဲ့တာကြောင့်လည်းဒေါနာရမာကိုအခုလိုအမှားလုပ်မိအောင်ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။မာတီယက်စ်နူးနဲ့လက်ပြပေါ်မြောက်တော့မယ်ဆိုတာနဲ့ကိုင်ဟာဗက်စ်ကဘောလုံးလမ်းကြောင်းကိုအကောင်းဆုံးကြိုတင်တွက်ဆနိုင်ခဲ့တယ်။ဒေါနာရမာကိုထိထိရောက်ရောက်ပရက်ရှာပေးနိုင်ခဲ့ပါတယ်ဟာဗက်စ်ရဲ့ present ကစားပုံကမြန်ဆန်ထိရောက်ခဲ့တယ်လို့ဒေါနာရမာကလည်းလိုအပ်တဲ့ပို့ပြီးဘောလုံးဆိုင်ခဲ့တာကြောင့်သူ့ရဲ့ဘောလုံးလမ်းကြောင်းကအလွယ်တကူပဲပိတ်ဆို့ခံလိုက်ရတယ်။ဟာဗက်စ်ရဲ့ခြေပါကိုခွင့်ပြုပေးလိုက်ရပါတယ်။1-1ဖြစ်သွားပြီးနောက်မှာလည်းမန်စီးတီးကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပဲပွဲကိုဆက်လက်ဦးဆောင်ကစားဖို့ကြိုးစားခဲ့တယ်။ဘာနာဒို၊အိုရိုင်လီ၊ဒူကူ၊စီမန်ညိုနဲ့ရှာကီတို့ကနေရာအုံရွေရှားကစားပြီးတော့တိုက်ဆက်လမ်းကြောင်းတွေဖော်ဆောင်သွားခဲ့တယ်။အာဆင်နယ်ဘက်ကိုတောက်လျှောက်ဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။အိုရိုင်လီကလည်းစကန်ပိုင်ဘော့နေရာနံပါတ်8ရိုနံပါတ်10ရိုနေရာတွေထိတက်ကစားခဲ့တယ်။ဒါပြင်ဘေဂျန်တိုင်းအိုဗာလက်တက်ပြီးတော့ဒိုကူအလေထဲဝင်ကစားခွင့်ရအောင်ကူညီပေးသွားတာမျိုးလည်းတွေ့ရပါတယ်။ကျွန်တော်ညာချမ်းမှာဆိုလည်းရှာကီရဲ့နံပါတ်10ရိုစီမန်ညိုက right wing ကပုံစံနေရာယူကစားခဲ့တယ်။ဒါပြင်သူတို့နှစ်ယောက်ကအလင်းသင့်တယ်လို့ position change ကစားသွားတာကိုလည်းတွေ့ရပါတယ်။ဘာနာဒိုကလည်းကွင်းလင်နဲ့တိုက်စစ်မှာလိုအားလုံးကောင်းကောင်းနဲ့နေရာစုံဖြည့်ကစားပြီးသွားပါတယ်။တစ်ဖက်မှာလည်းအာဆင်နယ်ကမြန်ဆန်တဲ့ခံစစ်တိုက်စစ်ကူးပြောင်းနေနဲ့မန်စီးတီးဘက်ကိုတောက်မြန်ချင်းချောက်သွားခဲ့တယ်။ဟာဗက်စ်ရဲ့အပိုင်ခွင့်ရေးတစ်ချိန်ကိုဒေါနာရမာလက်စွမ်းပြောက်ကာကွယ်ခဲ့ရတယ်လို့ဆက်ချစ်ကိုက်စီထိတ်က LC ရဲ့ဘေချီကန်ချက်အတော်ကောင်းခဲ့ပေမဲ့တိုင်ထိသွားခဲ့တာကြောင့်လည်းအာဆင်နယ်တကူနစ်နာသွားရပါတယ်။တမ်ဘက်ကဘောလုံးကင်ထားတဲ့အနေအထားတွေမှာလိုအားလုံးကောင်းကောင်းအကွက်စစ်စစ်နဲ့အသင်းလိုက်ပရက်စင်ကိုစနစ်တကျပုံဖော်နိုင်ခဲ့တာပဲအာဆင်နယ်အတွက်အားသာချက်ဖြစ်ခဲ့နေတစ်ချိန်တည်းမှာပဲအားနည်းချက်လည်းဖြစ်သွားရပါတယ်။ဘာလို့လဲဆိုတော့ဒီလောက်လိုအားလုံးကောင်းပြီးတော့စနစ်ကျတဲ့အသင်းလိုက်ကစားအားမျိုးကိုမိနစ်90အပြည့်ထိန်းထားနိုင်ဖို့ဟာဘယ်လိုမှမဖြစ်နိုင်လို့ပါပဲ။ဒါကြောင့်ပွဲရဲ့မိနစ်60နောက်ပိုင်းမှာသူတို့ရဲ့အသင်းလိုက်ပရက်စင်ဟာတိတိတတ်တာပဲလိုအားလုံးကျသွားခဲ့တယ်။အာဆင်နယ်အသင်းလိုက်ရှိမှာဟာကွက်တွေဖြစ်လာခဲ့တယ်။မန်စီးတီးဘက်ကဒါကိုထိထိရောက်ရောက်အသုံးချသွားခဲ့ပါတယ်။ဒီကနေ့သူတင်ကိုတင်ရှင်စားရတော့မယ့်အနေအထားတွေမှာဘာနာဒိုရဲ့နေရာစုံဖြည့်ကစားပေးနိုင်မှုတွေကမန်စီးတီးတို့အားသာချက်ဖြစ်လာတယ်။စီမန်ညိုလည်းခြေသိမ့်မပေါ်ခဲ့ဘူးဆိုပေမဲ့နီးပြူအပိုင်းအရတာဝန်ကျေခဲ့တယ်ပြောရပါမယ်။စီမန်ညို inside forward ပုံစံနဲ့အလေထဲဝင်ကစားပြီးတော့ဟင်ကာပီကိုဖိထားလိုက်နိုင်တဲ့အနေအထားတွေမှာဆိုရင်ရှက်ကီအတွက်ညာချမ်းမှာ space တွေအလုံးလောက်ရစီခဲ့ပါတယ်။ဘေဂျန်ဟာအိုရိုင်လီဒူကူတွဲလုံးကလည်းအာဆင်နယ်ခံစစ်ကြောင်းကိုတောက်လျှောက်ချင်းချောက်နိုင်ခဲ့တယ်။ဒူကူက left number 10ပုံစံအလေထဲဝင်ကစားပြီးအိုရိုင်လီကိုဘေဂျန်တစ်လျှောက် overlap တက်ကစားခွင့်ရစီခဲ့ပါတယ်။တောင်းမှုဒူကူကတောင်မန်အဆုံးကိုရသလောက်ထွက်ကစားမယ်။အိုရိုင်လီကတော့ underlap run အနေနဲ့အလေထဲပြန်ဝင်ပြီးတိုက်စစ်ကိုလိုက်ပါပံ့ပိုးသွားတာမျိုးလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲ့လိုတိုက်စစ်လမ်းကြောင်းမျိုးနဲ့ပဲဟာလန်ရဲ့အနိုင်ကိုအိုရိုင်လီကဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ခြေဆုံးတီးတဲ့ကိုပဲပြောရမယ်ဆိုရင်တော့ဒီပွဲမှာအာဆင်နယ်အသိမညံ့ခဲ့ပါဘူး။အဝေးကွင်း pre match ပွဲစဉ်ဖြစ်ပေမဲ့လည်းသူတို့တွေအကောင်းဆုံးကြိုးစားသွားခဲ့တယ်။အနည်းဆုံးတရေတမတ်ရနိုင်လောက်တဲ့ခြေစွမ်းမျိုးအားထုတ်မှုမျိုးကိုသူတို့တွေပြသသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာမန်စီးတီးကလည်းတကယ်ကိုချီးကျူးရလောက်အောင်ကြောက်စရာကောင်းလောက်အောင်ပဲကျွန်တော်တို့တည်ငြိမ်လွန်းနေခဲ့တယ်။အာဆင်နယ်ရဲ့ high pressing ကစားပုံတကယ်ကောင်းနေချိန်မှာတော့မန်စီးတီးဘက်ကကစားပုံပြတ်မသွားခဲ့ဘူး။
ဒိုနာရမာရဲ့အမောင်းကနေအလွယ်တကူခြေပါကိုပေးလိုက်ရတဲ့အနေအထားမျိုးဆိုရင်ဒါတုံနေအောင်အသင်းဆိုရင်ရိုင်ထွက်သွားနိုင်တယ်စိတ်သက်တွေကျသွားနိုင်တယ်ဒါပေမဲ့မန်စီးတီးကတော့အဲ့လိုမျိုးလုံးဝမဖြစ်ခဲ့ဘူးသူတို့အသင်းလိုက်ကစားကွက်ကိုအမြန်ဆုံးပြန်တည်နိုင်ခဲ့တယ်ရလာတဲ့အခွင့်အရေးတွေကိုပိုင်နိုင်ထိထိရောက်အသုံးချပြီးတော့အဖိုးတန်နိုင်မွေးတစ်ပွဲကိုအရယူသွားနိုင်ခဲ့ပါတယ်ဒီရလက်ကြောင့်မန်စီးတီးဟာအာဆင်နယ်နဲ့တပွဲရောက်3မှတ်กว่าအနေထားထိပြန်ကတ်လာနိုင်ခဲ့တယ်ကိုလက်ထဲကပွဲကြံတပွဲကိုသာအနိုင်ကစားလိုက်မယ်ဆိုရင်ဒီနှစ်သင်းအမှတ်တူသွားတော့မှာဖြစ်ပါတယ်ဒါကြောင့်မန်စီးတီးနဲ့အာဆင်နယ်တို့ရဲ့ပရီးမီးယားလိလက်ချန်ပွဲစဉ်နိုင်ရတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းသွားပါပြီဒီဟာဒီပရီးမီးယားလိချန်ပီယံငါမန်စီးတီးဖြစ်မလားအာဆင်နယ်ဖြစ်မလားဆိုတာကိုတော့ကျွန်တော်စိတ်ဝင်စားပွဲဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့မန်စီးတီးဘက်ကအလေးတာသွားပြီလို့လည်းသုံးသပ်ချင်ပါတယ်နီကိုရဲ့အမြင်လေးတွေလည်းကွန်မန့်မှာပြောပေးခဲ့ပါဦးကျွန်တော်ကြည့်ရှုအားပေးခဲ့ကြတဲ့နီကိုတယောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ